ဒီမှာမပြီးသေးပါဘူးကျွန်တော်တွေကဒီ channel ကိုကျွန်တော်တွေ sister ဘိုင်းတွေကိုပြင်ဆင်ရမှာဖြစ်တယ်ဒီမှာကျွန်တော်စောက်ဖွင့်နေရက်ဆိုရှင်ဒီ join November 26 2025ဆိုပြီးတော့ဒီနေ့သူ့ရဲ့ date ကိုရှိရနော်ဒီမှာဆိုကျွန်တော်ဆက်လက်လုပ်ဆောင်မဲ့လုပ်ငန်းစဉ်တွေရှိပါသေးတယ်နော်ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တွေကဘယ်မှမသွားဘဲနဲ့ဒီ customize channel ဆိုတာကိုနှိပ်လိုက်မယ်โอเคဒီမှာ customer channel ကိုနှိပ်ပြီးဆိုတာဒီမှာကျွန်တော်တွေကဒီ channel ရဲ့ UID ဆိုလို့ဒီကိုရောက်သွားတာဖြစ်တယ်เนาะโอเคဒီမှာ continue နှိပ်မယ် Hello မင်္ဂလာပါမြန်မာနေပြည်တော် channel မှာပြန်လည်ကြိုဆိုပါတယ်ဒီခါမှာကတော့မိတ်ဆွေတို့က YouTube channel မှာ YouTube မှာငွေချမယ်ဆိုရင် YouTube channel အကောင့်တစ်ခုဖွင့်ဖို့အတွက် standby ရှင်ကြီးအတွက်ကျွန်တော်ကမြောက်မှာဖြစ်ပါတယ်မိတ်ဆွေရဒီအကြောင်းအရာကိုမသိသေးဘူးဆိုရင်ကျွန်တော်နဲ့အတူလိုက်ပြီးတော့လေ့လာကြရအောင်เนาะโอเคကျွန်တော်တို့ YouTube channel ဖွင့်မယ်ဆိုရင် Gmail အကောင့်တစ်ခုရှိဖို့လိုအပ်ပါတယ်เนาะ Gmail တစ်ခုရှိဖို့ဆိုရင်ကျွန်တော်တွေက YouTube channel ကိုဖွင့်လို့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Gmail အကောင့်တစ်ခုရှိပြီဆိုရင်ကျွန်တော်တွေက YouTube channel ဖွင့်တဲ့နေ့ကိုကျွန်တော်တို့တွားလိုက်ကြအောင်เนาะโอเคဒီမှာတော့ကျွန်တော်ကကွန်ပျူတာနဲ့လုပ်ပြတာဖြစ်တယ်ဖုန်းနဲ့လုပ်တာနဲ့ကွန်ပျူတာလုပ်တာနဲ့တိတ်တော့မကွာဘူးเนาะတူတူတော့ပဲဖုန်းနဲ့ပြရတယ်ဆိုလို့ရှိရင်စာတွေမမြင်ရမှာဆိုလို့ကျွန်တော်ကစက္ကန့်ကြဲလေးနဲ့ကွန်ပျူတာနဲ့ရှင်းလင်းအောင်ပြပြတာဖြစ်တယ်เนาะโอเคဒီမှာဆိုရင်ကျွန်တော်တွေ YouTube အပီကလေးကိုတွားလိုက်မယ်ပြီးတဲ့အခါကျရှင်းနှိပ်လိုက်မယ်ဒီမှာတော့ကျွန်တော်တို့ကဒီ YouTube channel ဖွင့်မဲ့ Gmail အကောင့်ကို Google မှာ login ဝင်ထားမှာဖြစ်တယ်เนาะGoogle မှာ login ဝင်ပြီးဆိုတာကျွန်တော်တို့ကဒီ Google နဲ့ YouTube နဲ့တခုတည်းပဲဆိုတော့ကျွန်တော်တို့ကဒီမှာ login ဝင်ပြီးတာဖြစ်တယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ login ဝင်လာပါပြီ YouTube channel ကိုဝင်မယ်ဆိုရင်စုံနာ YouTube နဲ့လည်းဒီမှာကျွန်တော်တို့ channel မရှိဘူးလို့ရှိရင်ဒါဖုန်းမှာဆိုလို့ရှိရင်လည်း no channel တော့ပြနေမယ်ဒါဆိုရင်ကျွန်တော်တို့ Gmail ကောက်က channel ဖွင့်လို့ရတာဖြစ်တယ်เนาะဒီမှာ create channel ဆိုပြီးတော့ရှိရเนาะ channel တစ်ခုဖွင့်မှာဆိုပြီးတော့ပြောတယ်ဒါဆိုရင်ကျွန်တော်တို့က channel ဖွင့်ဖို့အတွက်ဒီ create channel ကိုနှိပ်လိုက်မယ် okay နှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ channel ကိုနာမည်ပေးရအောင်ဖြစ်တယ်เนาะအောက်က handle ကတော့သူကပေါ်ကနာမည်ပေးတယ်လေကျွန်တော်တို့ကဒီ handle ဒီပြောရမယ်ဆိုရင်ကျွန်တော်တို့ channel ရဲ့ကိုစားပြုဒီနာမည်ပေါ့เนาะအဲ့ဒီနာမည်ကိုကျွန်တော်တို့ချပေးတာဖြစ်တယ်เนาะဒီမှာကျွန်တော်တို့ channel နာမည်ပြောင်းမယ် okay channel နာမည်ပြောင်းလို့ဒီမှာကျွန်တော်ကတော့ channel နာမည်ကိုဒီ time ဘာသာကမျှဝေပေးမယ်ဆိုတဲ့နာမည်လေးကိုကျွန်တော်ထည့်လိုက်တယ်เนาะဒီမှာဆိုရင်အဟောင်းကောင်လည်းမိသူတို့ကထည့်လို့ရတယ်ဒီမှာဒီကောင်ကတော့ထည့်တဲ့အခါမှာကျွန်တော်တို့ကပြောင်းလိုက်ရတယ်เนาะသူကပေးရအမှန်ချစ်လေးပေါ့အောင်ကျွန်တော်တို့လိုက်ထည့်ပြအောင်ဖြစ်เนาะ time speed ဆိုပြီးကျွန်တော်တို့ကဒီမှာ C okay ဒီမှာကျွန်တော်ရဲ့နာမည်ကိုတော့ဒီလိုလေးထားလိုက်တယ်เนาะဒီမှာဆိုရှင်အမှန်ကြီးလေးပေါ်နေရမယ်ဒီအောက်က head dot နာမည်ထည့်နေရမှာဒီမှာအမှန်ကြီးလေးပေါ်ကိုရေးချင်เนาะတကယ်လို့သူကနာမည်တူရှိရဆိုရင်ကိုကနာမည်တူမရှိအောင်ခွဲပြီးတော့ခြားနာမည်တွေကိုကြက်တယ်ဟိုနေ့ဖြစ်တဲ့နာမည်အဆင်ပြေတဲ့နာမည်ကိုထည့်ပြရဖြစ်တယ်เนาะ okay ပြီးသွားလို့ချိန်တော့ကျွန်တော်တွေကဒီမှာဒီ create channel လေးကိုနှိပ်လိုက်မယ်ခင်ဗျာโอเคဒါဆိုရှင်မိတ်ဆွေက channel တခုရသွားပါပြီเนาะဒါဆိုရှင်ဒီမှာလည်းမပြီးသေးပါဘူးကျွန်တော်တွေကဒီ channel ကိုကျွန်တော်တွေ sister ဘိုင်းတွေကိုပြင်ဆင်ရမှာဖြစ်တယ်ဒီမှာကျွန်တော်စောက်ဖွင့်နေရက်ဆိုရှင်ဒီ join November 26 2025ဆိုပြီးတော့ဒီနေ့သူ့ရဲ့ date ကိုရှိရเนาะဒီမှာဆိုကျွန်တော်ဆက်လက်လုပ်ဆောင်မဲ့လုပ်ငန်းစဉ်တွေရှိပါသေးတယ်เนาะဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တွေကဘယ်မှမသွားဘဲနဲ့ဒီ customize channel ဆိုတာကိုနှိပ်လိုက်မယ်okay ဒီမှာ customer channel ကိုနှိပ်ပြီးဆိုတာဒီမှာကျွန်တော်တွေကဒီ channel ရဲ့ UID ဆိုလို့ဒီကိုရောက်သွားတာဖြစ်တယ်เนาะ okay ဒီမှာ continue နှိပ်မယ်customer မှာကျွန်တော်တို့တွေကဒီမှာထည့်ရမယ်လုပ်ငန်းစဉ်တွေရှိရเนาะဒီမှာကျွန်တော်တို့ထည့်ပြရမှာဖြစ်တယ်เนาะဒီမှာကတော့ကျွန်တော်ဒီနေရာကိုစပြီးတော့စတင်မယ်เนาะဒီမှာ banner image မှာဆိုလို့ရှိရင်ကျွန်တော်တွေကဒီမှာ site က2048เนาะတစ်တင်က1150နဲ့ site ကိုထားမှာဖြစ်เนาะကျွန်တော် site အကျယ်ဝန်းက 6MB ပဲเนาะ okay ကျွန်တော်တို့ဒါတွေပြင်ဆင်ထားပြီးပါဖြစ်တဲ့အတွက်
ထည့်ပြမယ်နော်မိတ်ဆွေတို့လည်းဒီမှာကြည့်ပြီးတော့မှထည့်လဲရတယ်အရင်ဦးဆုံးပြင်ဆင်ထားလဲရတယ်နော်โอเค upload နဲ့ပဲ okay နောက်ဒီမှာဒီကောင်လေးပဲထည့်ကြည့်လိုက်မယ်နော်ဒါနောက်ကိုအဆင်မပြေလို့ရှိရင်ပြန်ချိန်လို့ရတယ်နော်ဒီကောင်လေးထည့်လိုက်မယ်ဒီမှာတော့သူတို့လေးပေါ်သွားပြီနော်ဒီမှာဆိုရှင်ကျွန်တော်လည်း share ဆိုတဲ့နေရာမှာထည့်ပြီးတော့ကျွန်တော်ဖြတ်ထားတဲ့ site ကိုထည့်မယ်နော်ဒီကောင်လေးဆိုရင်ကြည့်နေနော်ဒီထည့်လိုက်မယ် okay ပြီးတဲ့အခါဒီမှာ description မှာကျွန်တော်ရေးစီကျွန်တော်နဲ့ပတ်သက်တဲ့ channel ရဲ့အကြောင်းအရာတွေကိုဒီမှာရေးထည့်ပြီးလို့ရတယ်နော်သူတို့ကပြီးတဲ့အခါကျကျွန်တော်အောက်မှာကျွန်တော် description ကြည့်တဲ့အခါနဲ့ကြည့်တဲ့အခါမှာမြင်ရမှာဖြစ်တယ်နော်ဒါကတော့ channel URL နော် channel URL copy ကူးမှတ်ထားလို့ရတယ်ပြီးတဲ့အခါကျကျွန်တော်ဒီမှာ social like တွေပါတယ်ကျွန်တော်ဒီ Facebook page like တွေနော် email တွေထည့်ပေးမှာဖြစ်တယ်နော် Facebook page like ကတော့တကောက်ထည့်ပြလိုက်မယ်နော် okay ဒီမှာကျွန်တော်ဒီ edit like ကိုနှိပ်ပြီးတော့ဒီမှာအရင်ဆုံးထည့်မှာ subscribe ရေးရဆိုတာကိုရေးပြီးတော့ရှေ့မှာရေးမယ်ပြီးခါနောက်မှာ URL ကြတော့ကျွန်တော်တို့ဦးဖွင့်လိုက် channel ကနေပြီးတော့ဒီ link တော့ပို့ပြီးတော့နော် link တော့ပို့ပြီးတော့ဒီမှာနော်ပုံလေးနဲ့ပြမယ်နော်အဲ့နေရာမှာ link တော့ပို့ပြီးတော့ဒီမှာ copy ကူးထည့်ရမှာဖြစ်တယ်နော်ဒုတိယတစ်ဆင့်ကျတော့ကျွန်တော်တွေက Facebook page ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Facebook page ရဲ့ like ဒီမှာထည့်မယ်နော်ကျွန်တော်ဒီဖွင့်လိုက်တဲ့ YouTube နဲ့ Facebook page နဲ့ကတစ်ခုတည်းဖြစ်တယ်ဆိုတာကိုကျွန်တော်တွေကဒီမှာကျွန်တော်ရဲ့ audio ကနေကဆက်သွယ်တဲ့ခါကျဆက်သွယ်ရအောင်ကျွန်တော်တွေထည့်ပြရအောင်ဖြစ်တယ်နော် okay ဒါဆိုကျွန်တော်တွေ edit like ကိုနှိပ်ပြီးတော့ဒီ Facebook page ကိုထည့်ပေးမယ်နော် okay ဒီမှာနော်ဒီပုံစံလေးတိုင်းပဲထည့်နော် Facebook page ကျွန်တော်ဒီ Facebook page ရဲ့ဒီ UI ကို copy တော့ပို့ပြီးတော့ဒီမှာထည့်ပေးရမှာဖြစ်တယ်နော်အောက်မှာတော့ဟိုထည့်ခြင်းထည့်လို့ရတယ်နော် Telegram channel link တို့ပါတော့ထည့်လို့ရတယ်နော်နောက်ပြီးကျွန်တော်ဒီ Instagram တို့ပါတော့ကုန်ထည့်လို့ရတယ်ဒီမှာကျွန်တော်ထည့်တာလေးဆိုတာ ਨੇ ဒီမှာကျွန်တော်ပုံလေးနဲ့ပြပေးလာမယ်အဲ့ဒီတိုင်းပေါ်နေမှာဖြစ်တယ်နော်ဒီ email ကတော့ထည့်ခြင်းလည်းရတယ်မထည့်ခြင်းလည်းရတယ်သဘောပဲနော်ဒီမှာနောက်ဆုံးတစ်ခုကကြတော့ဒီကောင်လေးနော်ဒီကောင်လေးလည်းထည့်ပေးရမှာဖြစ်တယ်နော်ဒါကတော့ကျွန်တော်တို့ဗီဒီယိုတင်တဲ့ခါကျတော့ရှင်ဗီဒီယိုရဲ့ဒီဘက်တောက်လေးမှာသူကအလုံးလေးပေါ်နေတာဖြစ်တယ်ကိုကိုကြီးချူတဲ့သူတွေကနေပြီး audio ကနေပြီးတော့ကျွန်တော်တို့ channel ကို subscribe လုပ်ချင်တယ်ဆိုရင်ဒီမှာဒီကောင်လေးကိုသူကတွေ့တယ်ဆိုရင်အကောင်လေးကိုနှိပ်လိုက်ရတယ်ကျွန်တော်တို့ channel ကို subscribe လုပ်မှာဖြစ်တယ်နော်ဟုတ်ကဲ့ဒါလေးကတော့ဒီမှာ upload ကိုနှိပ်ပြီးတော့ကိုကြိုက်နေတဲ့ဟာလေးကိုထည့်လို့ရတယ်သူက site ကြီးတော့ဒါဝါရယ်နော်ဒါဆိုရင်တော့ site ကြီးရှုပ်လိုက်မယ်နော် site ကြီးကြောက်သူက150ပတ်လိုက်မယ်နော်ပေးစီထားပေးရမယ်ပေးကြပြီးကျွန်တော် site ခဏရှုပ်လိုက်မယ် okay ဒီမှာကျွန်တော်ဒီကောင်လေးကိုထည့်မယ်နော်ပုံလေးကကျွန်တော်ကြီးပုံလေးထည့်စာပါတယ်ဆိုတော့နော်မကြည့်မှဆိုလို့ okay တုံးနေမယ်ဒီမှာကျွန်တော်ဒီ unodd video တဲ့ under video နော်ဒါလေးယူလို့ရတယ်နော် okay ဒီမှာမိတ်ဆွေတို့ရေးရှင်နေဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီအောက်ဆုံးကောင်လေးပဲယူလိုက်နော် in time video ကျွန်တော်လေးဗီဒီယိုတစ်ပုဒ်လုံးကိုကျွန်တော်ဒီကောင်လေးပြပေးမှာဖြစ်တယ်နော်ဒါလေးကိုယူလိုက်မယ်ဒါဆိုရှင်ဒီ profile ပြင်ဆင်လေးကတော့ပြီးတော့ဖြစ်သွားပြီနော်ဒီမှာ description မှာရေးဖို့တစ်ခုပဲကြာတယ်နော် okay ပြီးတဲ့အခါကျကျွန်တော်ဒီမှာဒီ public ကိုနှိပ်လိုက်မယ်နော်ဒီမှာသူပြသွားပြီနော်ပြသွားပြီဆိုရှင်ကျွန်တော်ဒါပြီးပြီပြီးတော့ရင် homemade topic ဆိုတာကိုသွားမယ်ဒီမှာကျွန်တော်ဒီဘာမှလုပ်လို့မရသေးဘူးเนาะရှာနေရအတစ်ဆိုတော့ okay ပြီးတဲ့ခါကျရင်ဒီက setting ဘိုင်းကိုသွားမယ်เนาะ setting ကိုချက်နေလိုက်မယ် okay ကျွန်တော်ဒီမှာရောက်လာပြီဆိုလို့ရှိရင်ဒီ channel မှာတော့ကျွန်တော်တွေ US ဒေါ်လာဝယ်ထားပဲเนาะ
ကျန်တဲ့ဟာယူရရနော်ဒါပေမဲ့ကျွန်တော် US ဒေါ်လာဝယ်ထားမယ် channel မှာဝင်မယ် channel မှာဝင်လို့ဆိုရင်ကျွန်တော်ဒီမှာ country ရဆိုတော့ကျွန်တော် country ရမြန်မာနိုင်ငံမရအောင်နော်ကျွန်တော်ဒီထိုင်းနိုင်ငံကိုရေးပြရမှာဖြစ်တယ်နော်ကျွန်တော်ကထိုင်းမှာနေတော့ထိုင်းနိုင်ငံရေးပြီနော် and ဒီ keyword ဆိုတဲ့နေရာမှာကျတော့ကျွန်တော်တို့ဒီကျွန်တော်တို့တင်တဲ့ တင်မဲ့ video တွေကဘာမျိုးစားလဲပေါ့နော်အဲ့ဒီမျိုးစားကျွန်တော်တို့ကဒီပညာဒနာဒီထိုင်းစကားတင်ပေးတာတင်ပေးပါဖြစ်တဲ့အတွက်ဒီထိုင်းစကားတင်ပေးတဲ့ keyword တွေကိုထည့်ရမှာဖြစ်တယ်နော်ဟုတ်ကဲ့ဒီ keyword ကလည်းကျွန်တော်ရေးကြည့်တယ်ဒါဆိုရင်ကျွန်တော် keyword တစ်ခုကျွန်တော်ထည့်ပြမယ်နော်ကို channel ရဲ့ပတ်သက်တဲ့ keyword တွေကိုဒီမှာမြန်မာလိုရောအင်္ဂလိပ်လိုရောရေးပြီးတော့ထည့်လို့ရတယ်နော်ဗီဒီယိုရှိတော့မှဆိုလို့ကျွန်တော်တစ်ခုရေးပြရမယ်နော်โอเคဒီလိုမျိုးရေးပါဆိုကျွန်တော်တွေဒီ Facebook ကနေပြီးတော့sorry ကျွန်တော်တို့ keyboard နေပြီးတော့ဒီမှာကျွန်တော်အားအားလေးခေါ်လိုက်မယ်ဒါဆိုရင်တော့မိတ်ဆွေတွေဖုန်းနဲ့ဆိုရင်ဖုန်းမှာဒီမှာ keyboard မှာကျွန်တော်တို့မြားလေးရှိရလीနော်အဲ့ဒီမြားလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကအဲ့လိုမျိုးလေးဖြစ်သွားမှာဖြစ်တယ်နော်တို့ချက်ရှိကလေးဖြစ်သွားဖြစ်တယ်အဲ့ဒီလိုမျိုးပေါ်ရတာ keyword တစ်ခုဖြစ်သွားပြီနော်โอเคဒီမှာကျွန်တော် channel ပတ်သက်တဲ့ keyword လေးတွေဒီလိုထည့်ရတာဖြစ်ပါတယ်ဟုတ်ကဲ့မိတ်ဆွေတို့လည်းမိတ်ဆွေရဲ့ channel ကိုဖွင့်ပြီးဆိုတာကိုက channel ကဘယ် line ကိုတွားတာလဲเนาะကျွန်တော်နီးပညာ line လားဒါဖို့တော့ line လားเนาะ broker line လားเนาะအဲ့ဒီရွေးပြီးတော့ကျွန်တော်တို့ဒီမှာဟုတ်တော်ရှိမဟုတ်တော်ရှိအကုန်လုံးရေးထည့်ပြီးလို့ရပါတယ်เนาะဒါဆိုရင်ဒီနေရာဒီ line ကဒီလောက်ဆိုရင်ပြီးသွားပြီပြီးစိတ်နှိပ်လိုက်မယ်โอเคဒီမှာဆိုရင်ဒီဒုတိယအတန်းမှာဆိုရင်လည်းကျွန်တော်တစ်ချက်နေဦးမယ်ဒီမှာဒီနှစ်ခုပဲရှိတယ်เนาะပထမ basic info မှာဒုတိယအတန်းမှာဆိုရင်ဒီမှာဒီ setting လေးတွေကိုကျွန်တော်တို့ပြင်ပေးရမှာဖြစ်တယ်เนาะဟုတ်ကဲ့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေကကလေးနဲ့သက်ဆိုင်လားဆိုတာကိုမေးရနော်တကယ်လို့ကျွန်တော်တို့ကကလေးနဲ့မသက်ဆိုင်ဘူးဒီဒါမဲ့ကျွန်တော်တို့ကဒီ video channel ကနေပညာပိုင်းနေဒီ blog တွေပါတယ်ဆိုရှင်လူကြီးနဲ့သက်ဆိုင်နော်ကျွန်တော်တို့ကအဲ့ဒါလေးကိုရွေးပြရမယ်ဒါကျွန်တော်တင်ပြမှာကျွန်တော်က note ထားပေးတယ်နော်note ထားရင်းရဲ့အကြောင်းကကျတော့ကျွန်တော်တို့ကဒါနောက်တင်တဲ့ဗီဒီယိုတွေကြောက်ရှင်ကျွန်တော်ဒီမှာရွေးစရာမလိုတော့ဘူးเนาะတစ်ခါတည်းပြီးတော့ပဲဒီအောက်ဆုံးဟောင်းလေးတို့ချင်းကျွန်တော်တို့ကဒီဗီဒီယိုတင်တဲ့ကျွန်တော်တို့ဒီမှာသတ်မှတ်ပေးရမယ်เนาะကျွန်တော်တို့ကလူကြီးနဲ့သက်ဆိုင်တဲ့ဟာဆိုရင်လူကြီးနဲ့သက်ဆိုင်တဲ့ဟာတွေကိုရင်နိုးထားမယ်ဒီလိုလူကြီးနဲ့သက်ဆိုင်ဘူးကလေးနဲ့သက်ဆိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရွေးပြရမှာဖြစ်တယ်เนาะအပေါ်ဆုံးအကောင်လေးကိုကလေးနဲ့သက်ဆိုင်လို့ရောကောင်လေးရွေးပြရမှာဖြစ်တယ်เนาะโอเคဒီမှာကျွန်တော်နိုးဝယ်ထားလိုက်မယ်ဒီကောင်လေးကမှန်တယ်เนาะဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်လေးနှစ်ခုကကျွန်တော်တို့ကအမှန်ချစ်ပဲချစ်ထားလိုက်မယ်เนาะโอเคဒီတန်းလေးပဲเนาะဟုတ်ရှင်ဒီကောင်လေးကိုတော့မယ် feature ပဲတော့မယ်ဒီမှာတော့ဒါကျွန်တော်တို့ channel ကို server ဆိုတဲ့အချိန်ဒီမှာတကူကပထမဆင်းကျွန်တော်အောင်မြင်သွားပြီနောက်ဆုံးကျွန်တော်ဒီဗီဒီယိုတင်ရမယ်တင်ပြီးတော့ကျွန်တော်တို့ဒီတမ်မရီပါ site ထည့်ပြီးဆိုရင်ကျွန်တော်တို့တင်တဲ့ဗီဒီယိုကအရေးသေးပြည့်ပြီဆိုရင်ဒီကောင်လေးကနေပါမယ်နောက်ဆုံးတစ်ဆင့်ရတဲ့ကတော့ကျွန်တော်တို့ဒီ watt hour 4000 subscriber 1000 watt hour နိုင်ပေါင်း4000ပြီးမှဒီဟိုရှင်း6လို့ရပြီဆိုမှကျွန်တော်တို့ကဒီကောင်လေးကစိမ့်တော့မှာဖြစ်တယ်เนาะအဲ့ဒါကတော့ကျွန်တော်တို့ subscriber 1000နဲ့ watt hour နိုင်ပေါင်း4000ပြည့်အောင်ကျွန်တော်တို့ဗီဒီယိုတွေကိုရှင်းစမ်းပြတင်ပေးလို့ရှိရင်ဒီကောင်ကကျွန်တော်ကောင်းကောင်းလုပ်လို့ရှိရင်တော့ပြ
2 လပဲเนาะ2 လဆိုလို့ရှိရင်ကျွန်တော်ရနိုင်เนาะနေ့တိုင်းကျွန်တော်ဒီဗီဒီယိုတွေကို2 ပုတ်တော့တင်မယ်1 ပုတ်တင်မယ်2 ပုတ်တင်မယ်2 ပုတ်မတင်နိုင်1 ပုတ်တင်မယ်နေ့တိုင်းအချိန်ပိုင်းကျွန်တော်တင်မယ်เนาะဒီ YouTube မှာကြည့်တဲ့အချိန်တွေကျကျွန်တော်တွေကညပိုင်းဆိုလို့ရှိရင်9 နာရီဆိုလို့ရှိရင်ဒါလူကြည့်များတယ်เนาะအဲ့ဒီချိန်မျိုးရှိရင်မနက်ခင်းပိုင်းဆိုလို့ရှိရင်ဒီမနက်ခင်းပိုင်းဆိုရင်9 နာရီ6 နာရီပြီး9 နာရီဆိုရင်ဒါလူကြည့်များအဲ့ဒီချိန်တွေကိုကျွန်တော်တို့ဗီဒီယိုတင်နိုင်လို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ဟုတ်ကဲ့ဒါလေးကတော့ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်နေပြီးတော့တွားလိုက်ပြီနော်ဒီမှာ setting save တော့ပို့ပါနော်โอเคနောက်တစ်ဆင့်ကကျတော့ကျွန်တော်တို့ဒီမှာ upload file ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအရင်အဆုံးကွက်မှာကျွန်တော်တို့ဒီကိုယ့်ရဲ့ YouTube channel နာမည်ပဲရေးပြီးလိုက်မယ်နော်ဗီဒီယိုကတော့နည်းနည်းရှိပါတယ်နော်ကျွန်တော်ကတခါတည်းကိုပြပေးရဖြစ်တယ်နော်โอเคဒီမှာတော့ကျွန်တော်ဒီ viewer တွေကိုဒီဖိတ်ခေါ်စကားတွေကျွန်တော်ဒီ viewer ရဲ့ view ကျွန်တော် channel လုပ်ပေးမယ့်အကြောင်းအရာတွေဒီမှာရေးထည့်လို့ရတယ်ဒီအောက်ဆုံးမှာဆိုရင်တော့ကျွန်တော်တွေကဒီမှာ public ပဲထားမယ်နော်โอเคဒီမှာ edit text ဆိုတဲ့နေရာမှာတော့အခုနကကျွန်တော်တို့ထည့်ခဲ့တဲ့မှတ်မိလားမသိဘူး keyword keyword ထည့်တဲ့ပုံစံမျိုးပဲဒီမှာကျွန်တော်ရေးထည့်ပြီးလိုက်မယ်နော်အဲ့ဒီတိုင်းရေးထည့်ပေးလိုက်မယ်ဒါကျွန်တော်ရေးပြတော့နော်အဲ့တိုင်းရေးထည့်ပြီးပြီးတော့ဒီမှာဘေးရဆိုရှင်ကျွန်တော်ထပ်သွားမယ်ဒီမှာကျတော့ကျွန်တော်တို့ channel ရဲ့အရေးကြီးတဲ့နေရာရောက်ပါပြီနော်โอเคဒီမှာဆိုရင်ကျွန်တော်တို့အမှန်ကြီးလေးပဲထားမယ်ပြီးတဲ့အချိန်ဒီမှာ license နော် YouTube license ကိုကျွန်တော်တို့review license နဲ့ပဲထားမယ်ဘာမှမပြောင်းလို့ရတယ်နှစ်ခုနော်ကျွန်တော် license နဲ့ထားမယ်ကျွန်တော် channel ကတင်တဲ့ဗီဒီယိုတွေကကျွန်တော်ကိုယ်ပိုင်ဖြစ်ရမယ်ဒီမြောက်ဗီဒီယိုတွေကိုကိုယ်တင်လို့မရအောင်ကျွန်တော်ကိုယ်ပိုင် contact ဖြစ်ရမယ်ဒါဆိုရင်ကျွန်တော် license ကျွန်တော်ရဲ့ license ဖြစ်တယ်ကျွန်တော်တို့ဗီဒီယိုဒီများ channel တွေပြန်တင်လို့ရှိရင်ဒါသူတို့ copy ပဲညီမှာဖြစ်တယ်ဒါကြောင်းပြောတာနော် license ဆိုတာဒီနေရာမှာဆိုတော့ကျွန်တော်တို့လုပ်ချင်တဲ့အတိုင်းကြောင်းရအောင်ဒီမှာရေးရဖြစ်တယ်နော်ဒီမှာရေးမဲ့ဟာဆိုရင်ကျွန်တော်တွေကဒီကို channel နဲ့လိုက်ဖတ်တဲ့ဟာကိုကျွန်တော်ရေးပြရဖြစ်တယ်နော်ဒီမှာအများကြီးပဲနော်ဒါမိတ်ဆွေရ channel ကိုဘာ live ကိုတွားနေတာဒီမှာရေးရဖြစ်တယ်နော်ကျွန်တော်ကတော့ဒီပညာတနာထိုင်စကားတင်တိုင်းဆိုတော့ကျွန်တော်application ကိုကျွန်တော်ရွေးလိုက်မယ်အောက်ဆုံးမှာတော့ကျွန်တော်တွေကဒီမှာဒီကောင်လေးကိုရေးပြီးမယ်နော်โอเคဒီကောင်လေးပဲရေးလိုက်မယ်နော်ဒီမှာနော်3ကြောင်းမြောက်မှာကောင်လေးပဲရေးလိုက်မယ်ရေးပြီးကျွန်တော်ရှင်းဆက်သွားမယ်နော်ဒီမှာတော့ video language ဆိုတဲ့နေရာမှာကျွန်တော်တွေကမြန်မာ video ဖြစ်တဲ့အတွက်ကျွန်တော်တွေဘာမှကိုယူမယ်နော်ဒီဘာမှနော်ဒီဘာမှပဲပေါ့ကျွန်တော်မြန်မာမပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တွေကဒီ university ရွေးလာလိုက်မယ်နော်ရော university ဒီမှာနော်ဒီကောင်လေးရေးလိုက်မယ်ဒီအောက်ဆိုချမယ်ကောမတ်ကိုကပိတ်ထားလိုက်ရတယ်ဖွင့်ထားလိုက်ရတယ်နော်ပိတ်ထားမယ်ဆိုကျွန်တော်လေးအောက်လိုက်ပါနော်ဖွင့်နေမယ်ဆိုတော့အဲ့ပြီးတော့ဒီဘက်မှာဆိုတော့ basic နော်ဒီမှာသုံးမျိုးထားလိုက်ရတယ်ကြက်တဲ့အားကိုကျွန်တော်ပေါ်ဆုံးအကောင်လေးကိုထားလိုက်မယ်ပြီးရင် save နေလိုက်โอเคဒါဆိုလို့ရှိရင်ကျွန်တော် YouTube channel ဖွင့်လာတော့ပြည့်စုံပါပြီเนาะ channel လေးရုံပေါ်ပါပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ contact ကိုနေရှိရင်ကျွန်တော်ဒီမှာ upload video ဆိုပြီးတော့တင်ရုံပါเนาะpermission တွေပါရတော့ကျွန်တော်ပေးရမလို့ဒါ
ကျွန်တော် channel မှာ channel ရဲ့ owner Gmail ကိုပြရဖြစ်တယ်နော်ဒီကောင်လေးကကျွန်တော်꿰တာမှဖြစ်တယ်နော်ဒီမှာ community mode ဆိုတဲ့နေရာဝင်လိုက်ရင်သူကဘာပြောထားလဲဆိုတော့ချက်ကြည့်မယ်ဒီ community post ဆိုတာကျွန်တော် channel နဲ့ပတ်သက်တဲ့စီကံချက်တွေကိုထုတ်ပြန်တာဖြစ်တယ်နော်ဒီမှာ comment ရေးလို့ရှိရင်ဘယ်စလုံးတွေကဘယ်စကလုံးတွေကိုကျွန်တော်တို့မကြိုက်ဘူးစိတ်ဓာတ်ပဲဆိုလို့ရှိရင်မကြိုက်ဘူးလို့ရှိရင်ကျွန်တော်တွေကဒီမှာရွေးလို့ရတယ်နော်အဲဒီမှာ user anonymous ဆိုတာကိုဒီမှာရွေးလို့ရတယ်ရေးလို့ရတယ်နော်ဒါတော့တကယ်လို့ကို channel ကိုခင်ဗျားတိုက်ခိုက်လာတယ်ဆိုတဲ့ခါကျရှင်ဒီမှာကျွန်တော်တွေကန့်တက်ပြီးတော့ရွေးလို့ရတယ်ရေးရလို့ရတယ်ဒီကနေပြီးတော့သူတို့ကနေတိုက်ဆက်စစ်ဆေးပြီးတော့ကျွန်တော်တို့ဗီဒီယိုရဲ့အောက်မှာ comment လိုက်ရေးတဲ့ခါကျတော့ရှင်ရိုင်းနေလို့ရှိရင်တို့က comment ကိုကျွန်တော်တို့ auto ဖြတ်ချလိုက်ပါဖြစ်တယ်ဒါလေးပဲနော်အကီမှဆိုဘာမှမရှိသေးဘူးနော် okay ဒါဆိုရှင် YouTube channel တခုဖွင့်တာအောင်မြင်သွားပါပြီနော် okay ဒီမှာနော်ကျွန်တော် channel လေးပါကိုလာပါ okay ဒါကတော့ကွန်ပျူတာပြပြတာဖြစ်တယ်နော်ဖုန်းမှာလည်းဒီတိုင်းပဲနော်သိမပါဘူးဖုန်းနဲ့ကျွန်တော်တွေကဒီဖုန်းဆိုရှင်လည်းဒီမှာဒါစာရမ်းနော်ဒီမှာဆိုဒါဒီကောင်လေးဆိုတာဒီမုံတိုင်းပတ်စံပေးတဲ့နေရာပေါ့နော်မုံရလေးချင်းပတ်စံပေးနေတာဒါဘာမှမရှိသေးဘူးဒီမှာသူပြောရနော်စကပ်ပါ1000ဖြည့်ရမယ်ပြည့်ရမယ်တနေ့အတွင်း white hour ကြည့်ရှုသူနိုင်ပေါင်း4000ပြည့်ရမယ်နော်ဒီမှာဆိုရှင်ချော့ဗီဒီယိုနဲ့ဆိုရှင်10 million ဖြစ်ပါမယ်နော်ဟိုအများကြီးပဲဟုတ်ကဲ့ဒါကတော့သူကတတ်မှတ်ထားတဲ့365ရက်ပဲเนาะကိုက YouTube ဖွင့်လာပြီးတော့စ run နေပါဆိုလို့ရှိရင်မြန်အောင်ကျင်ဆိုတော့မြန်ကြိုးစားဒီနေ့စဉ်အချိန်မှတိုင်းကြိုးစားပါเนาะအချိန်မှလေးနဲ့ကြိုးစားပါเนาะမြန်အောင်ကျင်ဆိုတော့ဘယ်လိုမြန်ကိုကအားတဲ့ချိန်မှာလုပ်လို့ရှိရင်ဖြည်းဖြည်းချင်းလုပ်လို့ဆိုတော့ရပါတယ်เนาะကျွန်တော် channel ဆိုလို့ရှိရင်ကျွန်တော်လုပ်တစ်ဖက်နဲ့လုပ်တာဆိုတော့တနည်းကျော်တနည်းကွန်းနှစ်နှစ်နေပါတော့မှဒီပြည့်တယ်เนาะဒါကိုကမအားဘူးလေနော်မအားတော့အားတဲ့ခါလေးပဲဗီဒီယိုကောတင်ပေးရတယ်နော်နောက်ပြီးကျွန်တော်တို့ကဗီဒီယိုတင်လုပ်တယ်ဆိုလို့ရှိရင်လည်းအချိန်ပေးရတယ်နော်ကျွန်တော် YouTube channel ဗီဒီယိုလုပ်တယ်ဆိုရင်အချိန်တားပေးရအဲကြောင့်ကိုကလုပ်ညာတဲ့ခါကျတော့ရှင်မအားတော့မတင်နိုင်ဘူးကျွန်တော် channel ပါနော်အဲ့လိုမျိုးလေးဖြစ်တာပါခင်ဗျအားလုံးပဲနားလည်ပေးကြပါနော်ဟုတ်ကဲ့ပါဒီ YouTube channel ဖွင့်တဲ့နည်းလေး setting ရှင်းတဲ့နည်းလေးကိုတော့ပြည့်စုံနဲ့ရှင်းပြပြီးတော့တာဖြစ်ပါတယ်เนาะနောက်တဲ့ဗီဒီယိုတွေမှာလည်း YouTube channel ဖွင့်ပြီးလို့ရှိရင်ပုံရသိချင်းအောင်ပါကြီးဆိုလို့ရှိရင်ကျွန်တော်ဒီ Google Ads အကောင့်ကိုဘယ်လိုဖွင့်ရမလဲ Google Ads အကောင့်မှာကျွန်တော်ဒီ tab ဖောင်တွေပါတယ်ကျွန်တော်တို့ဘယ်လိုဖြည့်ရမလဲဆိုတာကိုကျွန်တော်ရဲ့အတွေ့ရရှိလာတဲ့ဗီဒီယိုလေးတွေကိုထပ်ဆင့်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်မိတ်ဆွေတို့သိချင်တာလည်းရှိလို့ရှိရင်လည်းအခုကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်က comment box မှာမေးထားလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ channel ကိုလေးကိုလည်း subscribe မလုပ်ရသေးလို့ရှိရင် like ရခြင်းနဲ့ subscribe လေးနှိပ်တော့ပေးကြပါအောင်လို့တောင်းဆိုပါတယ်ခင်ဗျအားလုံးပဲနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံကြည့်ရမယ်မင်္ဂလာပါ bye bye